စိတ်ကြိုက်ကြည့်ပါရှင် သမီးကိုကလေးမထိုင်းနေတဲ့ထွန်းဆက်ကဘာမျိုးစားလဲ အော်အဲ့ဒါဒီစက်တင်နဲ့တူတူပဲရှင်ဟုတ်မက်ဆီဘာကူဆန်ပဲဟုတ် သူကပိုကြီးတယ်လားလေ ရှာ ဟိုအမျိုးစားပိုကြီးတယ်လား အော်ဟုတ်သူကကျတော့ဟိုဟာမြင်းကောင်းရီအားပုံများတဲ့ဆက်ပိုကြီးရရှင်ဟုတ် အဲ့ဒါလေးရနေတာ ရှာ ဟိုအဲ့လိုမျိုးစားရနေတာ အော်ဟုတ်ဒီမက်ဆီဖာကူဆန်တော့ဦးလေးတီးတဲ့အတိုင်းပဲအမေရိကန်ထွန်ဆက်ပေါ့နော်အမေရိကန်ထွန်ဆက်ဦးလေးဒီမှာပါရှင်ဒီမှာဟုတ် မဟုတ်လေဟိုဘက်လည်းကြည့်ရလေ ဟုတ်တယ်ဒါ ဒါတူတူပဲဆို တူတူပဲရှင့်ဟုတ်အမေရိကန်ထွန်ဆက်ပါရှင့်သူတော့ ISO မြင်းကောင်ရေပေါ့ အေး ISO မြင်းကောင်ရေဆိုတာတတ်မှတ်ထားတဲ့မြင်းကောင်ရေအတိုင်းအပြည့်အဝပေးနိုင်တာပေါ့ ဟောအေး ဟုတ်သူကကွန်ပျူတာစနစ်နဲ့ထည့်ရေးထွန်ရေးအတိမ်နဲ့ကိုထိမ့်ညှိပေးတာဦးလေး ဟောအေး ဟုတ်ကဲ့ ဟုတ် ဆိုတော့ဆက်ပစ္စည်းမှုလည်းအများကြီး short ချပေးနိုင်ပါတယ်ရှင် ဟောအဲ့ဒါကြတော့လူဓာတ်ပုံရိုက်တာလားစက်ကိုဓာတ်ပုံရိုက်တာ အော်ဟိုဟာလူရောဆက်ကောရိုက်တာဦးကြီးဟုတ် ဦးတို့ကကြတော့လူကိုကြည့်ရမှာလားစက်ကိုကြည့်ရမှာလား ဟိုဟာလူကိုကြည့်ရင်းနဲ့ဟိုဆက်ကိုဟိုဗာကြည့်စေချင်တာ အေးကောင်းတာပေါ့ဒါဆိုသမီးဦးလေးအကြံတစ်ခုပေးမယ်နော် ဟုတ်ဟာအဲ့ဟာကျတော့လေဟိုသမီးတို့ကကျဝန်ထမ်းနေတော့အဲ့လိုမသိဘူးပေါ့ဦးကြီးရဲ့ဟိုဟာစီးကိုသမီးတို့ရဲ့လူကြီးကိုပြောမှရမှာရှင် ဟောအဲ့လိုပြောရမှာလားအဲ့ဒါခွက်လိုက်စီးကိုခွက်လိုက်ပါ အော်ဟုတ် ဦးလေးအကြံပေးခြင်းလို့ပါ အော်ဟုတ် အခုလိုလေထုံသက်စီဆိုတာကလေဦးတို့တောင်းသူလေသမားဦးကြီးအများဆုံးသုံးတာဖြစ်လို့ဘို့လို့ဒီလိုလေဓာတ်ပုံရိုက်တဲ့အခါကျရင်ခစ်ဆန်ဆန်ဆိုရင်လေမော်ဒယ်တွေပါဆိုရင်ဦးတို့မျက်စိကအမြင်ရိုင်းလို့ ဟုတ် ဟိုတမင်းတော့မထင်နဲ့နော် ဟုတ် ဟိုအကြံပေးတာပေါ့နော်ဟုတ်မြန်မာဆန်ဆန်လေးဆိုရင်ဦးတို့မျက်စိတွေရင်ပုံးလေးတို့ထမိန်လေးတို့စံကလန်ခါးလေးနဲ့ဆိုရင်ပို့ပြီးတော့တင့်တော်မယ်ထင်လို့ပါနော် ဟုတ်တယ်နော်ဟုတ်တယ်အဲ့တကွက်မစင်းစားမိဘူးတကယ်ကျေးဇူးတင်တယ်ဟုတ်တယ်အဲ့လိုရိုင်းမှာဟိုတင့်တော်မှာပေါ့ အကြံပေးတာပါ ဆရာဟိုဆက်ကအဲ့လိုပဲရိုက်ကြတာလေဆရာ ဟာနင်းရလေဒီလိုထွန်ဆက်တွေဆိုတာဒီလိုတောင်းသူလက်သမားဦးကြီးတွေသုံးတာလေဟာဒီလိုအသုံးပြုနေတဲ့လူတွေရဲ့အကြံငါတို့ကဦးစားပေးစဉ်းစားပေးရမှာပေါ့ဟုတ်သူပြောတာလေတင့်တော်နေရပဲလေဟာ ဦးရမှာသဘောပေါက်တယ်မြန်မာဆန်ဆန်လေးဆိုပိုကောင်းတာပေါ့နော် ကျေးဇူးတင်တယ်ကျွန်တော်အဲ့လိုလေးပြောင်းရမဟုတ်ဟာလေးသူကပြောလိုက်ဟိုနားခိုင်းလိုက်တော့ဦးစားလဲခိုင်းအောင် သမီးတို့လည်းဘာမှပြောမထားတဲ့အတွက်ဘာမှကြိုစီစဉ်မလာဘူးပြောလိုက်လေခေါင်းနှောက်လိုက်အောင်လေနော် ဟုတ်ဝစ်စားပါမလာတဲ့ပြင်ကျမတို့ကမိတ်ကပ်လွတ်တွေလည်းပြန်ချိန်ရမှာ ဟောဟာလေးအဝိစားရတယ်ကျွန်တော်တို့ဘက်ကအကုန်လုံးအမြန်စီစဉ်ပေးမယ်ဟော make it look ချိန်တာလဲကျွန်တော်တို့အချိန်ရတယ်ခင်ဗျဟိုအဲ့အတွက်လေအမားတို့ extra ချက်လဲကျွန်တော်တို့ထပ်ပြီးစီစဉ်ပေးပါမယ်ဟုတ် ဝတ်စုံချဲရင်တော့အခုနောက်ထပ်တစ်စိမ့်ထပ်ပေးရမှာ ဟိုကျွန်တော်တို့ဝိစုံချင်းပြင်မဲ့ဟိုဓာတ်ပုံအရေးအတွက်ကကျွန်တော်သတ်မှတ်ထားတဲ့ပုံအတိုင်းပဲယူပါလေ ဒါကျွန်တော်တို့ကတော့ဒါထုံးစံပဲခင်ဗျဝတ်စုံချဲရင်တော့နောက်ထပ်တစ်စိမ့်ထပ်ပေးရမှာ ကဲဟိုစီစဉ်ပေးပါမယ်ဟုတ်ကျွန်တော်အကုန်စီစဉ်ပေးမယ်နော်ဟုတ် ဟုတ်โอเคတော့လုပ်ပေးလိုက်နော် ဆရာတအားကုန်နေမယ်နော်ပတ်စံက အာနင်းကလည်းဒါ marketing လေကြော်ညာရိုက်တာလေကုန်ခန်းမှာဟောဟာနင်းလား ကျမကြီးနည်းနည်းပြောင်းထားလေပြောင်းပါလေနည်းနည်းလေးထပ်ပြောင်းလာအဲ့ဒါမျိုးမှကြိုက်တာကွယ် ဦးလေးဟိုကလိုဘိုဆက်လေးကြည့်မယ်ဆိုရင်သမီးဒီဘက်မှာပြပေးမယ်ရှင် ဒါလည်းလိုဖို့မဟုတ်ဘူးဒီမှာကြည့်မယ်လေ ဟိုဒီမှာတော့ဟိုဓာတ်ပုံလေးရိုက်နေလို့ဟုတ် ဟောအေး ဒီစားပြပေးလား ဦးကြီးဒါကတော့ logo ပေါ့နော် logo တဲ့တော့ P3000 နဲ့ P4100 series ဆိုပြီးလာတယ်ရှင်သူကတော့ဥရောပနီးပညာနဲ့ထုတ်ထားပြီးတော့ဂျပန် engine ဆိုတော့အယုံဆွဲအားကောင်းတဲ့စီစားတက်တာဦးကြီးဟုတ်တယ်ဟိုကတော့ဝူကျိန်းပါလေတော့ဝူကျိန်း ဦးကျဲကတော့ရွာမှာရှိပြီးသားနော်ဟောဒီဆက်ကြီးကတော့အားမရအောင်ဟိုဘက်ဆက်အကြီးလို့ရတယ်ဟိုသွားကြည့်နေတာနော်ဟိုခုံလေးတော့ပြုံညောင်းတယ်ဦးကြီးညောင်းတော့ကြာမကြည့်နိုင်ပါဆိုလို့ထိုင်မိကြည့်မယ်နော်ကောင်းတယ်ကွယ်ကြည့်ရတာကိုနေဟာနဲ့နဟာညီရတယ်ဘာလို့ဟာ ကျုပ်ကတော့လေမန်လေးတောင်ဝဈေးကျော်ဖះကြီးအကုန်ပတ်ပြီးနော်ရွှေဖုံးမှာထွန်ဆက်သွားဝယ်မယ်ဆိုလို့ပတ်စံတုပ်ကြီးနဲ့ကျုပ်မှာစိတ်ပူပြီးစောင့်လိုက်ရတာဆိုတာခုဘာလုပ်နာတော့ ဟိုဆက်ကတော့ဝဲပြီးသွားပါပြီညီကလည်းစိတ်ကိုပူးတယ်ဟိုဝူကျင်းရကြတော့ငါတို့အိမ်မှာရှိတဲ့အမျိုးသားနဲ့တူတူပဲမလားဒါကြောင့်မို့အမေရိကထုတ်မက်ဆီပါဖူဆံမဲ့ဝယ်ရတော့ရှင်မရေ ဟုတ်လားဟုတ်တယ်ရှင်သဘောရှင်သဘော အေး ဒါနဲ့ဟိုကဘာလုပ်နေကြပုံမှန်လေးကတော့ချစ်စရာလေးနော် ဟောအဲ့ဒါဟိုမော်ဒယ်ဓာတ်ပုံရိုက်တယ်ဆိုလားမသိပါဘူးဟာငါလည်းအဲ့ဘက်ကိုတတိယမထားမိဘူးဟာငါဟိုဘက်အာရုံရောက်နေတာဆက်ပဲလေနော် အဲ့ဒါဆိုဘာမှလည်းကျုပ်တို့ဝယ်ထားတဲ့ ဟိုဘက်မှာလာရှင်မလားလာချစ်စင်းလေး
ချက်လိုက်တော့ကိုလူရဲ့ ကြိုက်လားရှင်မဟင် သမီးတို့ရွှေဖုံးအများအားရွေးချယ်ဝယ်ယူပေးလို့ကျေးဇူးပါတော်တော် ရပါရဲ့ သမီးတို့ဦးကြီးကိုလေကျေးဇူးတွေတင်နေတာဒီနေ့သမီးတို့မော်ဒယ်နဲ့ဓာတ်ပုံရိုက်ရှိတာ ကိုကပွားလေးလား ဟုတ်အဲ့မော်ဒယ်နဲ့ဓာတ်ပုံရိုက်ရှိတာဦးကြီးကလေတိတ်ချာမော်ဒယ်ကိုထိုင်ကြည့်ပြီးတော့အဲ့လိုခစ်ဆန်ဆန်နေဆိုရင်တဲ့ဟိုတောင်သူဦးကြီးတွေကသဘောမကျဘူးတဲ့ဗမာဆန်ဆန်လေးဝိုးရိုက်ပါလားလို့အကြံပေးရတယ်သမီးတို့ဆရာကလည်းဦးကြီးအကြံချက်ချင်းလက်ခံပြီးတော့အဲ့သမီးတို့တေးတာလဲပြီးတော့ရိုက်နေတာကျေးဇူးတင်ပါတယ်တော်တော်အဲ့လိုအကြံပေးလို့လေဦးကြီးကဟုတ်တယ်အဲ့ဒါမိုးချုပ်ကပြန်မယ်လုံနေအဲ့ဆရာကလည်းလိုက်ပုံမယ်လို့လေကျေးဇူးတင်ပါတယ်နော်အန်တီတော် ရှင်ဘူးတော့ကိုကြောက်လေကိုကြောက်ပါတော့လို့နေနဲ့တွေ့အောင်မှာစေမဆက်ဆက်လို့အဲ့ဒါဘာဖြစ်လို့ဟာတော့ကြောက်လို့ပါပဲ စေးလျှော့ပါအကြီးရဲ့ဟိုအဓိကကျွန်တော်တို့ယောဂဝန်ထမ်းတွေကပြောဆိုမတက်လို့ဖြစ်သွားတာပါဟိုဦးကြီးကတကယ်စေတနာနဲ့ကျွန်တော်တို့ကိုကူညီပြီးတော့အကြံပေးတာပါဟုတ် ရတယ်ဒီရဲ့စိတ်ကဘာမှမရှိဘူး ဟုတ် တော့လည်းကျမလေးရှောင်းအောင်ပြေရှောင်းအောင်တွေ့ မင်းပြန်လိုက်ပါလားငါမက်ဆီဖောက်ကူတဲ့ပြန်ခဲ့ပြီလေ ဘာမှမသိပါဘူးစားကျုပ်လည်းတစ်ခါတည်းပြန်လိုက်ခဲ့ဆွေပုံးလိုက်ကိုလည်းခဲ့ အော်ဟိုကျွန်တော်တို့ဝယ်ခိုင်းထုံးသက်ကိုရွာရောက်လိုက်ပို့ပေးပါမယ်ခင်ဗျာ နင်တို့ဆရာ အော်ဆရာအထက်မှာ customer လည်းမရပြဿနာလေးနည်းနည်းတက်သွားလို့ရှင်းပေးနေ ဘာဖြစ်တာလဲတက်တာလဲ ဟို model ဓာတ်ပုံရိုက်တာနေစတာလေမမ အော်ဒီနေ့ photo shooting ရှိရလား ဟုတ် မော်ဒယ်လေးကချောတာပဲ ဟုတ် အသစ္စာ ဟုတ် model အစ်စ်သမီးတို့တော့နာမည်မသိဘူးဆရာကသူကြိုက်လို့ဆိုပြီးငါရှာပြီးငါလာ နာမည်ကြီးမင်းသမီးဒီလောက်ရှိတာကို तू ကဒီ model ကိုကြိုက်လို့ ဟုတ်တယ်ဟိုသမီးတို့ကလည်းလေသမီးတို့မဲတွေပေးခိုင်းတော့သမီးကအားကြိုက်တဲ့အေးမြတ်သူဟိုဖွေးတို့မုံရွှေတို့မဲပေးကြအဲ့ဆရာကသူတယောက်တည်းတမဲတဲ့နဲ့နိုင်တော့အဲ့ model လေးငါလာမမဟုတ် ဟောဘလဲ ဟောမိမဘာကိစ္စကြည့်လဲ ကိစ္စတော့တော်တော်တူမရှိပါဘူးဒါနဲ့ခုတော့ကိစ္စရှိတာလေ ဘာများလဲ ရှင်ငားထားတဲ့ model ချောလေးကိစ္စရှင်းကျင်တော့လေ မိမအဲ့ဟိုရုံးခိုင်းထဲမှာဘာလို့အတန်လည်းမလုံဘူးအင်းကြမ်းမှာ လိုက်ကလေးတော့ပိတ်လိုက် ဟောဒီ တော့ပိတ်လိုက်ဒီနေ့တော့လေ မိမဘယ်နဲ့ကြောက်မိမတော်လို့အဖေယူသေးစွာစာရေးခဲ့ပါသည်တာအေးကိုလေဒီကောင်ကိုသမီးမြတ်တာမရှိမြို့ကြီးသားလေးကိုရွှေဖုံးနောက်သမီးလိုက်လာပြီတကယ်ချစ်တဲ့သူရွှေလက်တွေဖို့စွန့်စားခဲ့ပါသည် ဒီချိန်ဒီနေရာမှာတင်ကြပေါက်ကိုလာမယ်ပြောတဲ့ကိုရှိဖို့တဲ့ဘဲကိုပြောက်လို့ချစ်တစ်ခုကိုကိုယ်ပြီးတော့တားစီများတယ်လမ်းတစ်ခုမှာဆက်လျှောက်နေစေမာကြီးမာခဲ့ ကိုရွှေဖုံး